င်္ဂလာပါရှင်ပမာတိုင်းကြားပါရာဖင်တင်တင်ဆက်မှုအစီအစဉ်မှပြန်လည်ကြိုဆိုလိုက်ပါရရှင်ယခုညတင်ဆက်ပေးကြမယ့်တဲ့အကြောင်းအရာတွေကတော့တိုက်ပွဲတင်အာနာသိန်းအကြံဖက်စစ်ကောင်စီတပ်ကိုနိုင်ငံတကာတရားရုံးများတွင်အရေးယူနိုင်ရဲ့ကချင်အမျိုးသမီးအဖွဲ့ဆက်လက်ဖွဲ့မှတောင်းဆိုနေတဲ့တဲ့နဲ့စေစင်းဒေတာခများကိုကျေးရွာအတွင်းပြန်လာမနေပါကအင်ယာမြေသိမ်းမိအပြင်မိရှုမီဟုစစ်ကောင်စီချင်းချောက်ပြောဆိုတဲ့တဲ့တွေကိုတင်ဆက်ပေးသွားပါမယ်ကျွန်မမွန်ကြပါရှင်ကချင်ပြည်နယ်စကိုင်းတိုင်းအစမိုးကြလေးကျေးရွာအနီးတွေစစ်ကောင်စီတပ်မှစစ်အင်အားတိုးချဲ့ကထိုးစစ်ဆင်လာတဲ့အတွက်ဇန်နဝါရီလ20ရက်နေ့အထိ KIA ပူးပေါင်းတပ်ဖွဲ့နဲ့တိုက်ပွဲပြင်းထန်မှုရှိခဲ့ပါတယ်။အဆိုပါတိုက်ပွဲတွေစစ်ကောင်စီတပ်ဘက်မှထိခိုက်ဒေဆုံးမှုတွေရှိခဲ့တာကြောင့်၎င်းညနေပိုင်းတနင်္ဂနွေမိနစ်30အချိန်ကစပြီးမြစ်ကြီးနားလေတပ်မှဆင်တက်လာတဲ့စစ်ကောင်စီတပ်Jet Fighter နှစ်စီးဖြင့်ဘုံကျဲပစ်ခတ်ကတက်ခတ်သွားကြောင်းသိရပါတယ်။ဇန်နဝါရီလ18ရက်နေ့ကလည်းစစ်ကောင်စီတပ်ရဲ့လေကြောင်းဖြင့်ဘုံကျဲတက်ခတ်မှုကြောင့်အပြစ်မဲ့အရက်သားပြည်သူ9ဦးသေဆုံးခဲ့ရတယ်လို့ဇန်နဝါရီလ19ရက်နေ့တွင်လည်းထပ်မံလာရောက်ဘုံကျဲတာတွေရှိခဲ့ပါတယ်။စစ်ကောင်စီတပ်မှအဆိုပါမိုးကြလေးကျေးရွာအနီးတစ်ဝိုက်မှာထိုးစစ်ဆင်စစ်ရေးလှုပ်ရှားမှုပြုလုပ်လာခြင်းကြောင့်သိရပါတယ်ရှင်။KBC စေတနာဝန်ထမ်းဆရာမ2ဦးမဒိန်ကျင်တပ်ဖြတ်ခံရတာရှစ်နှစ်ပြည်နယ်မှာကချင်ပြည်နယ်ကချင်အမျိုးသမီးအဖွဲ့ဆက်လက်ဖွဲ့မှအကြမ်းဖက်စစ်ကောင်စီတပ်ရဲ့အရက်သားပြည်သူများကိုဥပဒေမဲ့အကြမ်းဖက်အတမပြုညင်ပန်းနစ်ဆက်တပ်ဖြတ်နေမှုများကိုနိုင်ငံတကာတရားရုံးများတွင်တင်သွင်းအရေးယူနိုင်ဖို့ပြည်တွင်းပြည်ပရှိပြည်သူများအားလုံးစုပေါင်းကြိုးပမ်းကြဖို့တိုက်တွန်းကြောင်းကိုဇန်နဝါရီလ19ရက်နေ့ကထုတ်ပြန်ထားပါတယ်။လွန်ခဲ့တဲ့2015ခုနှစ်ဇန်နဝါရီလ19ရက်ညက KBC စေတနာဝန်ထမ်းကျောင်းဆရာမတောင်ပေါခွနန်စင်နဲ့ဆရာမမရန်လူရာကိုရှမ်းပြည်နယ်မြောက်ပိုင်းမူစေခရိုင်ကောင်းခါကျေးရွာမှာလူမဆန်တော့ညင်ပန်းနှိပ်စက်မတင်ကျင်တပ်ဖြတ်ခံထားရတဲ့တရားခံတွေကိုယနေ့အချိန်ထိမဖော်ထုတ်နိုင်သေးတာရှိပါတယ်။၎င်းအမှုမဖြစ်ခင်ကောင်းခါကျေးရွာအတွင်းဝင်ရောက်လာတဲ့စစ်ကောင်စီတပ်ခလာရ903တပ်ဖြစ်ကြောင်းတစ်တည်ထောက်ပြတာတွေရှိလေစစ်ကောင်စီအာဏာပိုင်များမှတရားမျှတမှုရရှိနိုင်ရဲ့အတွက်ကြိုးပမ်းလှုပ်ဆောင်မှုများကိုတားမြစ်ပိတ်ပင်ခြင်းတည်တည်ခံပစ္စည်းများကိုပျောက်ဆုံးစေခြင်းကြောင့်ယနေ့အချိန်ထိတရားမျှတမှုအဆိုးရှုံးနေရတာဖြစ်ကြောင်းသိရပါတယ်။၎င်းဖြစ်စဉ်ဟာကောင်းခါကျေးရွာတွေတာမကကချင်တမျိုးသားလုံးနဲ့သက်ဆိုင်တာကြောင့်နိုင်ငံတကာပြည်မှုကြီးများကိုတနိုင်ငံလုံးကျိုးလွန်ချိုးဖောက်နေတဲ့မင်းအောင်လှိုင်နဲ့စစ်ကောင်းဆောင်တွေကိုနိုင်ငံတကာတရားရုံးများတွေတင်သွင်းအရေးယူပေးနိုင်ရန်အားလုံးပါဝင်ကြဖို့လဲတိုက်တွန်းထားကြောင်းသိရပါတယ်ရှင်။ဖကတ်မြို့စေစင်းကျေးရွာစစ်ဆောင်ပြည်သူတွေကိုစစ်ကောင်စီတပ်ကနေရက်ပြန်လည်နေထိုင်ရာပြောဆိုချင်းချောင်းမျိုးများပြုလုပ်နေကြောင်းစေစင်းစစ်ဆောင်ပြည်သူများထံမှသိရှိရပါတယ်။စေစင်းရွာသားတွေကိုစစ်ကောင်စီတပ်များကနေရက်ကျေးရွာကိုပြန်လည်နေထိုင်ရန်ပြီးခဲ့တဲ့နိုဝင်ဘာလကနေချင်းချောက်ခေါ်ယူနေကြောင်းသိရပါတယ်။စေစင်းစစ်ဆောင်ပြည်သူများကိုစစ်ကောင်စီတပ်မှနေရက်ကျေးရွာကိုပြန်လာနေဖို့ခေါ်ယူတာကြောင့်ကျေးရွာတို့ပြန်လာနေထိုင်ရန်ပြန်ရောက်လာတဲ့ရွာသားတွေကိုစစ်ကောင်စီတပ်ကနိုင်ငံသားမှတ်ပုံတင်ပြသနိုင်မှကြောင့်ဝန်ချခွင့်ပြုခြင်းည9နာရီအချိန်နောက်ပိုင်းအရွာအပြင်ထွက်လေပြစ်တက်မီဟုချင်းချောက်တာတွေကြောင့်ရွာသားတွေအတွက်အသက်လုံခြုံမှုမရှိလို့ပြန်လာမနေရတာဖြစ်ကြောင်းပြန်လာမနေတဲ့အင်ယာမြေတွေကိုတိမ့်လိုက်မှဖြစ်ကြောင်းပြောဆိုချင်းချောက်လာတာဖြစ်ကြောင်းလည်းသိရပါတယ်။အင်ယာမြေတိမ့်လိုက်မှကိုစိုးရင်တာကြောင့်ကျေးရွာတို့ပြန်လည်နေထိုင်တဲ့ရွာသားအချို့ကိုလည်း၎င်းကျေးရွာတွေတပ်စခန်းချနေထိုင်တဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်များကတပတ်တစ်ကြိမ်အစည်းအဝေးခေါ်ယူပြီးအိမ်ထောင်စုစည်းရင်စစ်ဆေးမှုပြုလုပ်ကြောင်းလည်းသိရပါတယ်။ပြီးခဲ့တဲ့2022ခုနှစ်အောက်တိုဘာလကစေစင်းကျေးရွာတွေစစ်ကောင်စီ KIA ပူးပေါင်းတပ်ဖွဲ့နဲ့စစ်ကောင်စီတပ်တို့ပြင်းထန်စွာတိုက်ပွဲဖြစ်ပွားပြီးနောက်စစ်ကောင်စီကတိုက်လေယာဉ်ဖြင့်ပစ်ခတ်တိုက်ခိုက်ခြင်းကြောင့်စေစင်းရွာသားများယနေ့အချိန်ထိ6လကျော်စစ်ပေးရှောင်နေရတာဖြစ်ကြောင်းလည်းသိရပါတယ်ရှင်။ဗမာတိုင်းကြားပါတာဖြင့်တင်ဆက်မှုအစီအစဉ်ကိုကြည့်ရှုနားဆင်တို့ပရိသတ်အပေါင်းရွှေလန်းချမ်းမြေ့ကြပါစေရှင်။